မင်္ဂလာပါဆိုင်းရှူထောင်ရေးသားထားတဲ့ဇော်ဟိတ်ဝတ္ထုလိုပေါင်းချုပ်စာအုပ်ထဲကတင်တလုံးဘာတင်နဲ့ဇော်ဟိတ်လို့မြည်ရတဲ့ဝတ္ထုလေးကိုဖတ်ပြပေးချင်ပါတယ်အစီအစဉ်လေးကိုမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပေးပါဦးခင်ဗျာဗီဒီယိုသက်တင်တိုင်းမှာချက်ချင်းသိရဖို့အတွက်ဘေးနာအကောင့်လောက်လေးကိုနှိပ်ထားပေးလို့ရပါတယ်မြန်မာပြည်ကကြည့်ရှုနေတဲ့မိတ်ဆွေများအနေနဲ့ကျွန်တော် support လုပ်ပေးချင်တဲ့ဆိုရင်တော့ VPN လေးဖွင့်ပြီးတော့ကြည့်ရှုပေးပါဟုတ်ကဲ့ပါဒီနေ့စီစဉ်လေးကိုစကြအောင်ခင်ဗျာတင်တလုံးဘာတင်နဲ့ဇော်ဟိတ်လူတို့တို့ဤတက်တန်းသည်နှစ်ပေါင်း100ရှိသည်ဟုဆိုကြ၍ပြန်များအားဖြင့်56နှစ်မြသာရှိသည်ဟုတွက်ကင်းရ၏အချို့မှာပြန်မြခြင်း56နှစ်ကိုကျော်လွန်၍နှစ်80 80စသဖြင့်အသက်ရှည်ချပြီးတော့လေအရေးအကြောင်းရှိသည့်အခါ၌မိမိစီးစိမ်ကိုခွဲဝေသုံးဆွဲနိုင်သည့်မိတ်ဆွေမျိုးလောကရန်နှင့်ကြုံတွေ့သောအလှည့်တွင်အပြစ်ကိုဖော်ပြမိအစားကိုထိလက်ရောက်ကိုညီအားပေးသောမိတ်ဆွေမျိုးမိမိရဲ့တဲ့အနေကိုအလင်းတတိမရပဲအကျဉ်းချက်မှလွတ်မြောက်အောင်ကိုညီဆောင်ရွက်ဖော်ရသောမိတ်ဆွေမျိုးထို့သောမိတ်ဆွေမျိုးရနိုင်ဖို့ကအများပြားမဆိုထားပြီးတယောက်တလေမျှရှိလျင်မိမိကိုယ်ကိုကံကောင်းသည်ဟုဆိုထိုက်ပေသည်စွန်တော်ကြီးဦးဆန်ရှာမှာနှစ်ပေါင်းများစွာကျွန်ုပ်နှင့်အတူတကွနေထိုင်ခဲ့ရသဖြင့်အချက်ဖော်ပြပါမိတ်ဆွေမျိုးတူဖြစ်ကြောင်းကိုစာဖတ်ပရိသတ်တို့ရင်းမိလောက်သည်ဖြစ်ရာကျွန်ုပ်၏အထူးသဖြင့်ကံကောင်းသောအချင်းရာတစ်ခုမှာအခြားသူများအဖို့၌တယောက်ကောင်းရဖို့ခဲရင်သောကိစ္စတွင်ကျွန်ုပ်ဖို့မှာနှစ်ယောက်တိတိရရှိထားခြင်းပင်ဖြစ်ပေ၏ဒုတိယမိတ်ဆွေကအခြားမဟုတ်ကိုဇော်ဟိတ်ပင်ဖြစ်ပေသည်ကျွန်တော်၏မိတ်ဆွေနှစ်ယောက်မှာတမျိုးစီအစွမ်းကောင်းသူများဖြစ်ကြပေသည်စဉ်းစားဉာဏ်အရာဌာနတွင်ကျွန်ုပ်သည်ဦးဆန်ရှားကိုမှီသောလူမတွေ့မိတဲ့ကဲ့သို့ကာယပလနှင့်သူရသက်တေအရာတွင်ကိုဇော်ဟိတ်ကိုမှီသောလူမတွေ့ရဘူးပေဤသို့ဆိုခြင်းအဖြစ်တူညီသောသူမရှိနိုင်ဟုဆိုခြင်းမဟုတ်ပေရှိနိုင်ရင်တနေရာ၌ရှိပေမည်ကျွန်ုပ်တွေ့ပူးခြင်းကိုသာပြောလိုက်ရင်ဖြစ်ပါသည်ကျွန်ုပ်သည်ဦးဆန်ရှားနှင့်ကိုဇော်ဟိတ်တို့နှစ်ယောက်ကိုအဖော်လို့၍သွားရမည်ဆိုလေကဘာကြီးအစွန်ဖျားသို့သွားရစေကမူထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲရဲဝံ့စွာသွားလာနိုင်ပေလိမ့်မည်ဦးဆန်ရှားအကြောင်းကိုတိုင်းပြည်ကအတော်တန်တိကျပြီးဖြစ်တော်လဲကိုဇော်ဟိတ်အကြောင်းကိုမူတစ်ကြိမ်နှစ်ကြိမ်အနှဲငယ်မြရေးသားဖော်ပြရုံမှတပါယူသည်မများသေးသဖြင့်မိတ်ဆက်ပေးရအောင်မည်ဦးဆန်ရှားသည်ရန်ကုန်၌နေစဉ်ကျွန်ုပ်၏အဖော်ဖြစ်သည့်နေတူခီးထသောအခါတွင်ကိုဇော်ဟိတ်သည်ကျွန်ုပ်၏အဖော်ဖြစ်ပေသည်အသက်30ကျော်ပြီဖြစ်၍မြမတယောက်ဖို့တွင်လူပြိုခေါ်လောက်ပြီးသောကိုဇော်ဟိတ်သည်မြမမင်းလက်ထက်အရာရှိမျိုးနွယ်မှဆန်းသက်ပေါက်ဖွားခဲ့သည့်ရွှေဘိုနယ်သားတယောက်ဖြစ်၍သူ၏ဘေးသည်ဥအောင်ဇေယျနှင့်အတူထိုင်းနိုင်ငံသို့ခြေတက်စဉ်ကစစ်ဗိုလ်တယောက်အဖြစ်လိုက်ပါခဲ့ဘူးသည်ဟုစကားဆက်မိသောအခါများတွင်ပြောတန်ကြားရဘူးသည်ရွှေဘိုတောင်ဘက်တွင်လယ်မြေဧကအမြောက်များကိုစက္ကန့်ရရှိတော်လဲမိဘညာသည့်အရင်ချလည်းမရှိသည့်နှင့်လယ်မြေများကိုလုံသားထားကာခြေတလုံးအိမ်တိုင်းဆိုတဲ့ကဲ့သို့ရောက်ချင်ရာရောက်သဘောမျိုးဖြင့်လှဲ့လေသွားလာနေထိုင်သူတယောက်ဖြစ်ပေသည်ကိုဇော်ဟိတ်သည်မိဘများရှိစဉ်ကစာပေသင်ရန်ချင်းထက်ကာယပလလေးကျင့်ခြင်းနှင့်တင်းနှင့်ဘောလုံးလက်ဝိအစရှိသောကစားခြင်းများတွင်တာ၍အထုံပါခဲ့သည်ဖြစ်သောကြောင့်ကောလိပ်တွင်စုစုပေါင်း6နှစ်မြအချိန်ကုန်ခဲ့ပါလျက် BA စာမေးပွဲကိုပင်ဖြေဆိုခြင်းမပြုခဲ့ရချေစာမေးပွဲမကျင်းပမီတနေ့တွင်ကိုဇော်ဟိတ်သည်အင်းရကန်၌ရေကူးတင်ရမှရေနှက်သွားသောចောင်းသားတယောက်ကိုကယ်ဆယ်မိရ၌နှစ်ယောက်စလုံးနှမြုပ်သွားသောကြောင့်အချောက်ကံပက်လက်လန့်၍ကိုရက်တီတွေမှကန်းသို့မချိမဆန့်ဆိုက်ရောက်ခဲ့ခြင်းဖြစ်လေသည်အနည်းရှိလူများသည်နှစ်ယောက်စလုံးကိုဆေးရုံသို့တင်ပို့၍ရေများအံအောင်ပြုလုပ်သောကြောင့်ထိုနေ့မှပင်ဆေးရုံမှဆင်းလာနိုင်ခဲ့လေသည်ကိုဇော်ဟိမှာမောင်ဟိုင်လွန်အားကြီးသဖြင့်ကြက်ထားသောစာများအားလုံးမေ့သွားသည်ဆို၍စာမိပွဲ၌ဝင်ရောက်ဖြေဆိုခြင်းမပြုတော့ချေစင်စစ်မှာရှေမနဲ့သဖြင့်စာမိပွဲဝင်ခဲ့ရစေကမူအောင်မြင်လိမ့်မည်မထင်ကြောင်းကိုဇော်ဟိတ်ကဖွင့်ဟဝန်ခံပူလေသည်ဘဲကြောင့်ဆိုသောသူ၏မျက်စိထဲ၌စာလုံးများကိုမြင်မနေပဲဘောလုံးနှင့်တင်းနဲ့လုံးများကိုသာမြင်နေရခြင်းဖြစ်သောကြောင့်ပေသည်အသားခန့်ညွညွမျက်နာခပ်ပြားပြားမေးရိုးကြီးကြီးရှိသောကြောင့်
လူကျော်တရားဟုမဆိုတော့တော့လေကိုစောဟိမှာတဲမက်ဖြောက်ဆင်း၍အချို့အစားကြသောကိုကာယနှင့်နေသက်တည်ကြည်သောမျက်နှာထားရှိသည်ဖြစ်သောကြောင့်မိမချိုက်ယောက်ျားမျိုးမဟုတ်စေကမူယောက်ျားချင်းချင်းမူကားမလေးစားမယုတ်သေးပဲမနေနိုင်သောလူစားမျိုးဖြစ်ပေ၏နားပေ17လက်မှမြည်၍ယမများအနက်တွင်1000လင်တယောက်မရှိတတ်သောအရက်မောင်းမျိုးဖြစ်တော်လေအချို့စားကြနာ၍အလုံးနှင့်အရက်ညတသည့်အတွက်ကြောင့်ရုတ်တရက်အားဖြင့်မြင့်သည်မထင်ရပဲလူရှည်ကြီးများထက်တလက်မကြော်ကြော်မြင့်တက်နေသည်ကိုရှင်ကြည့်သည်ဖြင့်တွေ့ရသောအခါမှမြင်ချောင်းကိုသိနိုင်လေတော့သည်တခါကလမ်းပေါင်းမောင်ကြီးဆိုသူနှင့်ကိုစောဟိတ်ကိုမြည်သူကမြင်သည်ဟုအလောင်းစားဖြစ်ခဲ့ဘူးရာတိုင်းကြည့်သောအခါမှကိုစောဟိတ်ကတလက်မတိတိမြင်သည်ဖြစ်ကိုတီးကြလေတော့သည်အလုံးထဲနှင့်ပတ်သက်၍လည်းကိုစောဟိတ်ကိုကာရသည်လူ၏မျက်စိကိုလှည့်စားတတ်သောတတ္တိတူရှိသည်အမတ်မဲ့အားဖြင့်ကြည့်လိုက်တော့ကိုစောဟိတ်မှာလူသားမန်တို့ထက်ကြီးသည်ဟူသောအဖြစ်မျှလောက်ကိုသာသိနိုင်ကြ၍လွန်လွန်မင်းမင်းကြီးလိမ့်မည်မထင်ရပေတို့ရတွင်အဘော်ဝဲအင်ကြီးကိုချွတ်၍စွတ်ကြံနဲ့မြင်ရလင်ပင်ထင်သည်ထက်ကြီးထွက်လာသည်ကိုတွေ့ရပေရာစွတ်ကြံအင်ကြီးကိုပါချွတ်၍ကြောင်းမြောင်လောက်အောင်ကြိုက်ထားသည်ကိုမြင်ရသောအခါတွင်မူပါယောက်ျားများအနက်တွင်ရှာမရှာသည့်အေယာမလူကြီးပေတကားဟုသိနိုင်ပေတော့သည်သို့သောကိုစောဟိတ်ကိုကာယနှင့်ဗလာအကြောင်းတို့ကိုသက်ဆိုင်သောနေရာတွေမှဖော်ပြရပေဦးမည်ကိုစောဟိတ်သည်ကိုကာယကြီး၍ဗလာကောင်းသလောက်အသက်ဖို့တွင်လည်းကျင်လည်သူတယောက်ဖြစ်ပေရာဘီစီနီယာတို့တိုင်အောင်တင်ခဲ့ရ၍လောကီနှင့်ဆိုင်ရာစာပေကြီးများကိုလေးလာခဲ့သူတယောက်မဟုတ်ခဲ့ပါလေလောကတွင်လူတွင်ကျဲအဖြစ်ဖြင့်ကြော်ကြားကောင်းကြော်ကြားနေပေလိမ့်မည်ယခုမူကားကိုစောဟိတ်သည်လူသားမန်3-4ယောက်တို့ကိုလူလုံးချင်းဆိုပါလင်အမှုမထားလောက်သောအခြေအနေ၌ရှိနေပါတော့လေသူတစ်ပါးပေါ်တွင်နိုင်တဲ့စီးကဲမလုတ်တတ်ဖဲမိမိနှင့်ပတ်သက်သမျှတွေအတော်တန်မျှလောက်ကိုတီးခံတတ်ပေသည်တို့ရတွင်ခွန်အားနည်းသောသူကိုခွန်အားကြီးသောသူကဗလာအားကိုဖြင့်နိုင်လိုမင်းထက်ပြုကျင့်သည်ဖြစ်စေမိမိကတိမ်းရှောင်ပါလင်းနဲ့ကန့်တက်လာသည်ကိုဖြစ်စေတွေးကြုံရသောအခါမျိုးတွေမူကားကိုစောဟိတ်သည်10ယောက်နဲ့တယောက်ဖြစ်စေကမူအလျှော့မပေးဘဲတကိုယ်တည်းကျဲတတ်သောဝါသနာရှိသည်အများနဲ့တယောက်မို့နေနေအောင်ကွာဆိုသောစိတ်ထားမျိုးသည်ကိုစောဟိတ်၌အလင်းမရှိဘဲများလေကြိုက်လေဆိုသောစိတ်ထားသည်သာလျှင်အမြဲကိန်းအောင်လျက်ရှိသည်တို့ဒါစားသောလက်နက်မျိုးနဲ့လူတစ်ချိတ်ဝိုင်းထားစေကမူလဲကိုစောဟိတ်မူကားအရှုံးပိတ်လိမ့်မည်မဟုတ်ချေမနိုင်လင်တေရယုံပြင်မရှိဟုသောစိတ်သဘောမျိုးကိုကိုစောဟိတ်သည်အမြဲလက်ကင်ပြုလျက်ရှိလေတော်သည်ကျွန်တော်မှာဂျပန်ခက်တစ်ခက်လုံးကိုစောဟိတ်နဲ့သွားတူလာတူဖော်ပြုခဲ့ဘူးရာဦးဆန်ရှာနဲ့ပေါင်းရစဉ်ကအမှု10မှုစုံထောက်ရခြင်းသည်ကိုစောဟိတ်နဲ့တူတကွနေရခြင်းကဲ့သို့အသက်အန္တရာယ်ဘေးသို့တိုးခဲ့ရသည်မဟုတ်ပေကိုစောဟိတ်၏ထူးခြားသောအချင်းရာတစ်ခုမှာအသက်ဘုံနှင့်ပတ်သက်သောပညာဟူသည်များတွင်ပါရမီရင်းခဲ့ခြင်းပင်ဖြစ်သည်ကောလိပ်ကျောင်း၌ရှေ့စဉ်ကတနစ်မြမလေးကျင့်ရသေးမီကိုဇာဝိတ်ချန်ပီယံဘွဲ့ရရှိ၍ရှမ်းတိုင်းဆရာတယောက်ထံမှ3-4လမြမတင်ရမီဆရာကိုနိုင်အောင်ခုခံနိုင်သောတိုင်းပညာတက်ခဲ့လေပြီထို့နောက်ဂျပန်ခေတ်၌ခြေလုံးပြူများပေါ်များလှ၍ရန်တောက်နှိုင်လိုင်ဖြင့်တလားမြကျင်းလိုက်ရလင်ပင်15ကိုက်၌ထောင်ထားသောဖဲချက်ကိုလူရအပွင့်သို့ထိမှန်အောင်ပြည့်နှံလေတော်သည်လူတော်ဝါသည်မျိုးရိုးအလိုက်ပါရမီရင့်တန်တတ်သည်ဆိုရာကိုစောဟိတ်မှာစက်သားမျိုးနွယ်တယောက်ဖြစ်ုံသာမကမြတ်စွာဘုရားရှိ၍အတိတ်ကိုဆောင်နိုင်ခဲ့လျင်ကိုစောဟိတ်ကိုယ်တိုင်စက်သားဖြစ်ခဲ့သောဘဝပေါင်းညီမျှရှိသည်ဟုဟောတော်မူမည်ကိုမပြောတတ်ပေဤဒီကကျွန်ုပ်၏ဒုတိယမိတ်ဆွေကြီးကိုစောဟိတ်ပေသည်ကျွန်ုပ်သည်ဤစာကိုရေးသားလျက်ရှိစဉ်အိမ်သားတစုတို့၏ဓာတ်ပုံလေးတစ်ခုသည်ကျွန်ုပ်၏ဇွဲပေါ်တွင်ထောင်လျက်ရှိရာထိုဓာတ်ပုံ၌ရုပ်ရည်တနာကမရှိသောမိန်းမတစ်ယောက်သည်နှစ်သားအရွယ်ရှိသားငယ်ကိုပွေရှိကာကလထိုင်ပေါ်တွင်ထိုင်လျက်ရှိ၍သူ၏ခင်မွန်းတယ်မှာကလထိုင်နောက်မှကျေနှက်ကြည်ရှင်နေသောမျက်နှာထားဖြင့်ရလျက်ရှိသည်ထိုလင်မြတ်မှာမြို့ကိုတောင်းတဲ့နဲ့ဇနီးမြို့ကြော်ကြည်မေတို့ဖြစ်လေရာအောက်ပါဖြစ်ဖြစ်မှာကိုစောဟိတ်၏လုံလပယောကအစွမ်းဖြင့်လူစုလူမိုင်များလက်မှကြည်မေလွတ်မြောက်လာခဲ့ရပုံအကြောင်းပင်ဖြစ်ပေသည်
လူစင်တန်းကိုကျွမ်းတရာပြန်အောင်လှန်ပစ်ခဲ့သောဂျပန်ခေတ်၌ရေခင်ကရွှေတွဲလဲငွေတွဲလဲနှင့်ဟိုစားတပြောင်ပြောင်ဝက်နိုင်စားနိုင်သူများသည်မကြံတတ်မစီတတ်ပဲဖြစ်၍မငတ်ယုံစားနေရသည့်တွင်ဝေဆိုလင်100ပြည့်အောင်မကန်ခဲ့ဘူးသူများသည်ဘေးဆိုးတဲ့တွင်900 1000ထက်ကတထိုင်တည်းဖြင့်50 100ကုန်သည့်တိုင်အောင်3နိုင်ဖြုံးနိုင်ခဲ့ကြလေသည်ဂျပန်ဝင်စားမှစ၍ပြေးကန်ဒီဆဲတိုင်အောင်ဂျပန်ငွေသည်ယခုခေတ်အင်္ဂလိပ်ငွေတမျှတန်ဖိုးရှိသေးသောကြောင့်50 100ဆိုသောငွေမှာအရာမရောက်တော့အောင်မဟုတ်လာသေးချေဂျပန်ငွေပင်ဆိုတော့လဲစံတည်င်းလျင်17ကျပ်ဖြင့်ဝယ်ရ၍ကျက်တပိတ်သာလျင်4-5ကျပ်ထက်အပေါ်သေးပေဒုက္ခ၌ကတာမြို့စပန်းရက်ကွက်တွင်တိမ်တလုံးဘာတင်၏နေမှာမြည်သည့်ခက်ခါကားများမကြုံခဲ့ဘူးသည့်ပျော်ပါမှုမျိုးမျိုးတို့ဖြင့်ပြည့်စုံသည်ဖြစ်၍နေရောညပါလွန်စွာစေကားလျက်ပျော်ခြင်းတိုင်းပျော်ဖြစ်ခြင်းတိုင်းဖြစ်နေသောဌာနကြီးဖြစ်ပေသည်ငွေတကြရမှုအတွက်ချွေးကြအောင်အလုပ်လုပ်ခဲ့ရသောလူများသည်တနေရာမှပစ္စည်းများကိုတကြံနှုံးဖြင့်ဝယ်၍အခြားတနေရာတွင်10 15ကျပ်နှုန်းနဲ့ရောင်းခဲ့ရသဖြင့်50ရဲ့အတွင်း500မျှမြက်ခဲ့ကြလေရာကတသက်တာဘလုံးမသုံးခဲ့မဖြုံးခဲ့လေသည်များကိုဤတစ်ခါတွင်သုံးနိုင်မည်ဆိုတဲ့ကဲ့သို့ငွေကိုရေလိုသွန်၍သုံးဖြုံးလျက်ရှိကြသည်တိမ်တလုံးဘာတင်ဤပျော်ပွဲစားယုံမှာရန်ကုန်မြို့မှဟိုတယ်နှင့်ကလပ်တို့နှစ်ခုပေါင်းတွဲဖက်ထားသည့်အလားကဲ့သို့အရက်နှင့်စားစရာမျိုးမျိုးတို့အပြင်ဘိုကာကိုမီပါကန်တီးဟူသောကစားပွဲများဖြင့်စီကားလျက်ရှိသည်ထို့မှတပါလဲကစားသူများနှင့်ပျော်ပွဲစားသူများကိုဖျော်ဖြေရန်ဆို၍ရုပ်ရည်တနာကမရှိသောမိန်းကလေး3-4ယောက်တို့ကိုလက်သက်မွေးထားလေသည်မိန်းကလေးများမှာကျေးတန်းစားဟူ၍အတီလဲမကြေညာတော့လဲဘာတင်ကိုကျင်းတဲ့အောင်ပြည့်စုံနိုင်လင်ရနိုင်သည်ဟူ၍တည်င်းပြည့်လျက်ရှိသည်တင်တလုံးဘာတင်သည်ဂျပန်စစ်ဗိုလ်မှူးနှင့်၎င်းပလက်ရာရှိများနှင့်၎င်းတင်းမြတ်အောင်ပေါင်းတင်ထားသည်ဖြစ်၍အရင်နှင့်ကစားပွဲများကိုပြောင်ကြီးဖွင့်ထားသည့်အပြင်ညအချိန်များတွင်လည်းဓမီလေးတွေကတထိန်ထိန်နဲ့အမေရတွက်ကြီးသဖွယ်အချိန်မီဝင်ထွက်သွားလာလျက်ရှိကြလေတော့သည်အဆိုပါတနာကမမိတ်ကလေး3-4ယောက်တို့သည်ဘာတင်ပျော်ပွဲယုံ၌မြေသူသောစီးကန်းခြင်းနှင့်နေထိုင်ကြသည်ဟုမြည်သူမျှမပြောနိုင်ချေကောင်းကောင်းကြွေးမှု၍လှလှပပပြင်ဆင်ထားသောကြောင့်မိန်းကလေးများသည်ပျော်ပွဲစားယုံ၌ပျော်ပိုက်နေကြဟန်တူပေသည်ဘာတင်ကိုကိုဟုခေါ်ကြ၍စေခိုင်းသမျှကိုမငင်းမဆန်လိုက်နာကြခြင်းကထင်ရှားသည်ပတ်စံကန်ရလင်အာခံခြင်းတတ်သည်ဆို၍ဘာတင်သည်မိန်းကလေးများလက်ဝဲတွင်မွန်ဘိုး3-4ကျပ်ထက်ပို၍မထားဘဲရသမျှကိုတိမ့်ယူပြီးလင်လှလှပပပြင်ဆင်၍ဝါအောင်ကျွေးမွေးထားလေသည်ထိန်တလုံးဘာတင်သည်ကီပါလောကတွင်လက်အမြင့်ဆုံးလူတစ်ယောက်ဖြစ်၍ရှာမရှားဆိုတော့အောင်စိုးမိုက်သူတစ်ယောက်ဖြစ်လေသည်မျက်စိတစ်ဖက်တွင်တိမ်နှဲငယ်ရှိသဖြင့်ပလက်ရရှိများကတိမ်တလုံးဘာတင်ဟူ၍အမည်မဲ့ခေါ်ထားလျာအရသားများနှင့်မှမူကားဝေ1000ချက်ရမည်ဆိုစေကမူသူ၏ရှေ့တွင်ဤကဲ့သို့ခေါ်ဝမိသူတယောက်မျှထွက်ပေါ်မည်မဟုတ်ချေအသက်30ကျော်အရွယ်ရှိအလုံးအရက်ထောင်မောင်းနဲ့ဂိုက်ဆိုင်အတော်ကောင်းသောကီပါဘာတင်သည်အင်္ဂလိပ်ရာဇဝဝန်တယောက်ထံတွင်စပွဲတို့အဖြစ်ဖြင့်အမှုထမ်းခဲ့စဉ်ကလူရှုပ်တယောက်ဖြစ်တည်လျောက်လူစိုးပေါင်းစုံပလိတ်ပေါင်းစုံကီပါပေါင်းစုံတို့နှင့်ပေါင်းသိမ်း၍ဝင်ကြီးလူဟူသောနာမည်ဖြင့်ငွေရအောင်အမျိုးမျိုးခြုံနိုင်ခဲ့သည်ဘာတင်သည်ဘိုးကြိုက်လိုက်၍အနီးနီးဖြင့်ကျင်းနှက်အောင်ဝက်ပြုတ်တက်ခြင်းအပြင်ရာဇဝဝန်တောက်တယောက်လုံးကိုအိတ်ထဲသို့ထည့်ထားနိုင်ခဲ့ခြင်းဖြစ်ရာဇပွဲတို့ပင်ဖြစ်စေကောင်းမူရှစ်ဘက်စေးသမျှဩဇာရှိ၍အချုပ်ကိစ္စများတွင်ဘာတင်ပြည်လင်ပြီးမလောက်ဖြစ်ခဲ့သည်ဤတွင်ဘာတင်သည်ငွေဝင်လန်းဖြောင်းခဲ့လေရာချွေတာကျက်လက်သောလူတစ်ယောက်ဖြစ်သည်လျောက်ရသမျှကိုစုဆောင်း၍ရာဇဝဝန်နှင့်အတူရှမ်းပြည်နယ်သို့လိုက်ပါသွားသည့်တွင်ဘိန်းများချလာခဲ့သည်ဤကဲ့သို့နှစ်ကြိမ်မျှစွန်စားကူးတန်း၍ထမြအောင်မြင်ရာတွင်ဘာတင်သည်စပွဲတို့အလုံးမှနှုတ်ထွက်၍ရုံးအနီးတွင်ဟိုတယ်ဆိုင်ကြီးတစ်ဆိုင်ဖွင့်လှစ်လေသည်မိန်များသောလူတစ်ယောက်ဖြစ်သောကြောင့်တွင်ကျဲစွာရောင်းချသည့်အပြင်စေးများအားလည်း30လျင်တစ်ချက်တိုးဖြင့်တွတ်ကြီးထုတ်ချေးဝွန်သူဖြစ်ရကာ
လင်းကားနဲ့အတွင်းတွင်ဘားတင်သည်ကတာမြို့ပေါ်၌အကြီးဆုံးသောဆိုင်ရှင်ကြီးတစ်ယောက်ဖြစ်သူရောက်လာခဲ့သည်ဂျပန်ခေတ်ကလုံးဝန်းတလောက်ဝေရသောခက်ကြီးဖြစ်သည့်တွင်အထက်၌ဖော်ပြခဲ့သည့်အတိုင်းဘားတင်ပျော်ပွဲရုံမှာငွေ3-4တောင်းရင်းနှီးရသောပထမတန်းဟိုတယ်ကြီးတစ်ခုရှိသို့ရောက်လာခဲ့တော်သည်ဘားတင်သည်ဝေရှာယာ၌လက်မြင်သူတစ်ယောက်ဖြစ်သည့်အလျောက်မြေထားဘူတာယုံတင်မောစိတ်ယုံစေစားသောနေရာများကဲ့သို့ပွဲစားကြပိုးများစေလွတ်ထား၍အပျော်ပါနှင့်လောင်းကစားဝါသနာပါသောခီးသည်များကိုသူ၏ပျော်ပွဲရုံသို့ခေါ်ဆောင်ခဲ့သည်ဒုခီးသည်များတောက်စားသုံးဖြုံးသလောက်နှင့်လောင်းကစား၍ရှုံးသလောက်ဘာတင်ကကြပိုးများအားကော်မရှင်ပေးလေရှိသည်ထိုကြပိုးများသည်ကတာဗမောကတို့တင်မောနှင့်ကတာတပိတ်ချင်းကတို့တင်မောပေါ်မှခီးသည်များကိုလမ်းညွန်ပြယူနေပင်နေတွက်ကြိုက်လျက်ရှိကြလေတော့သည်ကျွန်ုပ်နှင့်ကိုဇော်ဟိတ်တို့သည်ရွှေဘုံမြို့မှမိအထနှင့်ဆိုက်ရောက်လာကြ၍ဗမော်ကတို့တမောမဆိုင်သေးသောကြောင့်ကတာမြို့တွင်တရုတ်ဟိုတယ်တစ်ခု၌တဲခိုရန်စောင့်ဆိုင်လျက်ရှိကြစဉ်ညသကောင်အချိန်တွင်ကန္နာလန်တစ်လျှောက်လမ်း6ထွက်လာကြစဉ်ဒီအခါဂျပိုးတယောက်သည်ကျွန်တော်တို့၏မျက်နှာကိုမြင်သဖြင့်ဧည့်သည်များဖြစ်ကြောင်းရိပ်မိသည်နှင့်အနိတို့ချင်းကပ်ကာမျက်နှာကြိုတွေးလေသည်ကိုဇော်ဟိတ်သည်သူ၏အမူအရာကိုမကြိုက်သည်နှင့်စကားခတ်တိုဖြင့်ဖြတ်၍မောင်းထုတ်လိုက်ရာဂျပိုးလည်းထင်ချင်းမကြိုက်ကြောင်းရိပ်မိသောကြောင့်ခတ်တုတ်ပင်ထွက်ခွာသွားလေသည်ကျွန်တော်တို့သည်စိတ်ခံတမန်တစ်ခုပေါ်တွင်ထိုင်လျက်အတန်ကြာစကားပြောနေကြပြီးနောက်မောင်လူနီးသည်နှင့်ကန်းသို့တက်၍ဈေးဘက်သို့ရှောက်လာကြသည်တွင်မိန်းကလေးတယောက်၏အော်ဒန်ကိုရုတ်တရက်ကြားလိုက်ရသည်ကိုဇော်၏မှာတင့်မတင့်လျော်မလျော်ကိုစဉ်းစားရန်ဝါသနာမရှိဘဲအကူအညီတောင်းနေချက်ချင်းကူညီပေးတတ်သည့်အလျောက်ဖြတ်ခနဲလှဲ့ကအတန်ကြားရသို့ပြေးသွားသဖြင့်ကျွန်ုပ်တယောက်တည်းကြံရစ်ခဲ့သည်ထို့နောက်မှကျွန်ုပ်သည်ကိုဇော်၏နောက်သို့လိုက်၍အနီးသို့ချင်းကပ်မိသောအခါရခင်ကတွေ့လိုက်ရသောဂျပိုးသည်ကိုဇော်ဟိတ်၏လက်ထဲတွင်ကန့်လန့်ယုံလျက်အခြားဘက်၌ကမိန်းကလေးတယောက်ရက်နေသည်ကိုတွေ့ရသည်မိန်းကလေးမှာရုပ်ရည်တနာခမားရှိ၍ဂျပိုးကိုထိတ်လန့်တုန်လှုပ်သောမျက်နှာထားဖြင့်လှမ်းကြည့်နေရှာ၏ကိုဇော်ဟိတ်ကဘလို့ဖြစ်တာလဲမိန်းကလေးအခုတွင်ကအော်ဒန်လိုတွေကြားလိုက်ပါတယ်မိန်းကလေးသည်ဂျပိုးကိုမရဲသောမျက်နှာဖြင့်လှမ်းကြည့်လျက်ကိစ္စမရှိပါဘူးကိုရှင်ကျမကရုပ်ကြည့်မှုတို့လမ်းအောင်မိတာပါတို့ပါတော့လဲကိုဇော်ဟိတ်သည်မိန်းကလေးကဖွင့်မပြောဟိုးသဖြင့်မပြောဘဲထိန်ချန်ထားသည့်အဖြစ်ကိုရိပ်မိသောကြောင့်ဂျပိုးဘက်သို့လှည့်လျက်ဟဲ့ကအမျိုးသမီးလေးတယောက်တည်းလမ်းသွားနေရတွေ့ရနဲ့မင်းကနှမချင်းမစာမနာပဲနောက်တောက်ပြည်တီလုံမဲ့ကြတယ်မလားခွေးမာသာတော့လေဆန်းထို့သို့ပြောဆိုဂျပိုးဤလေကုတ်ကိုလက်တစ်ဖက်ခါမလုံကြီးကိုလက်တစ်ဖက်နဲ့ကင်ဆွဲပြေးလျင်လမ်းတစ်ဘေးရှိတဲပုံပေါ်သို့ပြက်တင်လိုက်သည်ဂျပိုးသည်ရက်ကန်မြောက်ပါသွား၏တဲပုံပေါ်သို့ဖုတ်ခနဲကြရမှလျိုလဲထားပြီးလေပါဇက်မှတော်ကျိန်ဆဲရင်လှက်ကြည့်ဖြင့်ထွက်သွားလေသည်မိန်းကလေးသည်ကိုဇော်ဟိတ်ဗလာကောင်းခြင်းကိုအလွန်အားရသောမျက်နှာဖြင့်ကြည့်ပြီးနောက်အားသိပ်ကောင်းတဲ့ကိုကြီးပါလားရှင်ကြည့်ရတာကျမအားရလိုက်တာတိတ်ဆိုးတဲ့ကောင်လေးရှင်ကိုဘတင်ရဲ့တပည့်ကျော်တွေပေါ့အကိုကြီးရဲ့ထင်းသားပဲအခုနေကတခါတွေ့တော့ကအဲ့ဒီအိမ်သွားကြဖို့အတွက်လာပြီးတော့ကတ်နှုတ်နေသေးတယ်မိန်းကလေးသည်ကိုဇော်ဟိတ်ကိုကြောက်ရွံ့သောမျက်နှာဖြင့်ကြည့်လျက်တိတ်ကြောက်စရာကောင်းတဲ့အိမ်မှာရှင်အင်မတန်ဆိုးရပါတယ်အကိုကြီးတို့နှစ်ယောက်ကိုမြင်ရရင်မြင်ရချင်းကျမကိုကယ်နိုင်လိမ့်မယ်ပုံကိုယ်တွေပဲလို့တွေးပြီးအားထားပြီးတော့နောက်ကမိအောင်လိုက်နေတော့မှဟိုကောင်ကဝင်ရှုပ်ပြီးဖြက်လို့ဖြက်စီလုံးနေပါတယ်ကိုကြီးလို့ရှင်တော့ဘာတိလို့နှောက်ရှင်နေရတဲ့တော့မိန်းကလေးနဲ့ဘာဆိုင်လို့တော့ကျမမှာအကြီးကျယ်ဒုက္ခတွေ့နေပါတယ်ရှင်ကိုဘတင်ရဲ့ပျော်ပွဲရုံမှာရောက်နေရပါတယ်ခုလေဖဲနဲ့လေကိုရဲ့နားမလဲဘူးဘာကြောင့်ဒီနေရာမျိုးမိန်းကလေးကရောက်နေရတာလဲမင်းညကကျမရောက်ပါတယ်ရှင်ကျမမှာကတာမြို့မှာတောင်းတင်နေလို့ခုကိုရမယ်ဖြစ်နေလို့မိမတယောက်နဲ့တွေ့လို့သူနဲ့အတူနေဖို့ခေါ်သွားပြီးလက်ဆက်သက်တော့အဲ့ဒီပျော်ပွဲရုံကိုရောက်သွားပါတယ်ကိုကြီးရှင်။အိုးဖြစ်ရလေကွယ်။ဒါဖြင့်ဘာကြောင့်ထွက်မသွားတာလဲ။ဌာနကိုသွားတိုင်မှာတော့လား။မိန်းကလေးကမိုးတံပါနဲ့သူတို့ကကျမပစ္စည်းလေးတွေကို
အားလုံးဝတ်ထားကြပါရဲ့ကိုကြီးရှင်တက်တာလေးတစ်လုံးရှိတာသူတို့ဝတ်ထားပါတယ်ရှင်အော်ဒီလိုလားဒါဖြင့်ကိုကြီးတို့ကဘယ်လိုလုပ်ပေးစေချင်လဲကျမအားလုံးပြောပြခြင်းလိုက်တာအချိန်လည်းမရှိဘူးရှင်ကြာကြာကြီးနေလို့ကျမထွက်သွားတာကိုသူသိရင်ခွင့်မတောင်းမဲ့နဲ့သွားရမလားဆိုပြီးကျမစိတ်ဆိုးမှာပဲရှင်ဒါဖြင့်ဒီလိုလုပ်ကြစမ်းပါပျော်ပွဲရုံကိုရှင်တို့လာစားကြပြီးကျမဇပွဲကိုသာကြိုက်တယ်လို့ပြောတော့မှရှင်ဒီတော့မှကျမကဇပွဲထွန်းရင်အားလုံးပြောပြပြစေခြင်းကိုဇော်ရဲ့တီမိန်ကလေးဤရဲရဲဝိုင်းလဲရှိသောမျက်လုံးများကိုမုံကြည့်နေစေဘင်းသာစိတ်ပိုလာသည့်လက္ခဏာဖြင့်ကောင်းပြီတို့လာခဲ့မယ်ရောက်တော့မှပြောပြပြီးတော့မှတော်တော်စီမံကြတာပေါ့ကျေးဇူးပါပဲကိုကြီးတို့ရှင်နေရာကိုတော့တိကျရထင်ပါတယ်ကိစ္စမရှိပါဘူးတွေ့အောင်ရှာနေပါတယ်ဒါတဲ့မိန်ကလေးနာမည်ဘယ်နဲ့ခေါ်လဲကြီးမေခေါ်ပါရရှင်တို့နောက်မိန်ကလေးသည်မောင်စပြည့်နေပြီဖြစ်သောလမ်းတစ်လျှောက်ခတ်တုတ်တုတ်ရှောက်သွားလေရာကိုဇော်ဟိတ်သည်မိန်ကလေးနောက်သို့မျက်စိတစ်စုံစိုက်ကြည့်နေပြီးမှကျွန်ုပ်ဘက်သို့လှည့်၍ကျွန်တော်ဟာကိုလူဘာကြီးတယောက်ရဲ့လို့မဆိုလိုပါကိုသိမ်းမော်သို့တော့ဒီကိစ္စမှာတော့ကြော်ကွင်းထောင်ဖမ်းတာမျိုးမဟုတ်တကယ်ဒုက္ခတဲ့အမှန်ဆက်ဖြစ်ကြောင်းကိုကျွန်တော်ရဲရဲကြီးတောင်းခံပါတယ်ကျွန်ုပ်ကအိမ်ဘက်သို့လမ်းလျှောက်ရင်ကျုပ်တို့တွေးကြမယ်ကိုဘတင်ဆိုတဲ့လူကတော့ဖြင့်တဲချုံမဲ့သူမဟုတ်ပေဘူးထင်တယ်ကျွန်တော်ဝါသနာကိုကိုသိမ်းမောင်ရေးမိပြီမို့လားမချိုလေသဘောကျလေပဲဗျကျွန်တော်တို့ဒီတိုင်းတို့ဝင်၍နှွေးသောအဝတ်များလဲပြီးနောက်အခြားနေရာတွင်ညစာစားကြမည်အကြောင်းကိုပေါက်ဖော်အားပြောခဲ့၍စပန်းဘက်သို့ရှောက်လာခဲ့ရာတွင်ကိုဇော်ဟိတ်ကကိုသိမ်းမောင်အေးကျွန်တော်တွေးတဲ့အတိုင်းတဲ့ရင်တော့ကိုဘတင်ဆိုတဲ့လူနဲ့ကျွန်တော်ဒီနေ့ညတချီတပွဲတော့စမ်းကြလိမ့်မယ်ထင်နေပြတို့ပြောလိုက်တော့အတန်မှာလော်တရာတဲမှာကက်တန်လာသည်ဟုကျွန်တော်သတိပြုမိသည်ကျွန်တော်နဲ့ကိုဇော်ဟိတ်တို့သည်တိမ်တလုံးဘာတင်ဤခဆန်းပျော်ပွဲရုံသို့ဝင်သွားကြသောအခါတက်ဆက်ကဓာတ်ပြားတစ်ချက်ဖွင့်ထားသဖြင့်တရုံလုံးစူးညံလျက်ရှိသည်ခဆန်းပျော်ပွဲရုံမှာ6ခန်းနှစ်ထပ်တိုက်ဖြစ်၍တစ်ဖက်တွင်ဘေးလျက်ခုံဖွင့်ထားလျက်အခြားဖက်တွင်စားစရာအမျိုးမျိုးနှင့်အရက်မျိုးမျိုးရောင်းချလေသည်အရက်မျိုးမျိုးဆိုတော့လဲအများအားဖြင့်တောအရက်နှင့်ဥယျာဉ်များသာဖြစ်၍အဖိုးနှင့်လှအောင်ပေးနိုင်သူများသာလျှင်နိုင်ငံခြားအရက်နှင့်ဘီယာများရနိုင်ပေသည်ကျွန်တော်တို့သည်တကားဝါကရက်ကြည့်လိုက်ကြရာတွင်ခမ်းမကြီးတဲ့၌စပွဲကြီးနှစ်ခုနှင့်ကလပ်ထိုင်များခင်းကျင်းထားသည်ကိုမြင်ရ၍လက်ဘေးတစ်ဖက်တွင်ကစပွဲထိုင်ရန်အခန်းငယ်3-4ခန်းကန်ထားသည်ကိုတွေ့ရသည်အခန်းငယ်ကလေးများတွင်လူများကိုကျွန်တို့မမြင်နိုင်ကြတော့လဲအခန်းကြီးတွင်ရှိစပွဲကြီးနှစ်ခုအနက်တစ်ခုတွင်ကာလာသား4-5ယောက်ဖမ်းလျက်ရှိကြ၍အခြားစပွဲတွင်မိန်းကလေး3-4ယောက်ဓာတ်ဆင်ဖွဲ့လျက်ရှိနေကြသည်အခန်းကြီးတစ်ခုသောဒေါင်း၌ကပျော်ဝဲစားပိုင်ရှင်ဘာတင်သည်ရွက်ဖြင်ကလထိုင်တလုံးပေါ်တွင်ဆေးပြည့်လက်ကြီးကိုခဲလျက်ရှိသည်ကျွန်တော်တို့ဝင်လာသောခဏ၌ကာလာသားတယောက်သည်အခြားစပွဲ၌ထိုင်လျက်ရှိသောမိန်းကလေး4ယောက်အနက်ကြီးမေကိုလှမ်း၍စကားပြောလိုက်ရာကြီးမေသည်ကျွန်တော်တို့ကိုမြင်သဖြင့်ထိုသူအားစကားပြန်မပြောဘဲကျွန်တော်တို့အားရှင်ပြသောမျက်နှာဖြင့်လှမ်းကြည့်လိုက်သည်ကာလာသားများကမူသူအားစကားတုံ့ပြန်ပြောပေါ်မရချေသလိုဟုဒေါဖောင်းဖောင်းမျက်နှာဖြင့်ငေးကြည့်နေကြသည်ဒုက္ခနာ၌ဆိုင်ရှင်ဘတင်သည်ထိုလူကြီးလူကောင်းများရုပ်လက္ခဏာရှိသောကျွန်တို့ကိုမြင်ရသဖြင့်ခီးဦးချိုပြူအံဟုထိုင်ရမှထလာ၍ကြောက်ပါခမများဒီဘက်မှာအခန်းတစ်ခန်းအားနေပါတယ်ဘာလို့ရှိပါသလဲလိုချင်လာရောက်နိုင်ပါလေဝီစကီလည်းရှိဘရန်ဒီလည်းရှိဘီယာလည်းရှိပါတယ်ခမများဟုတ်တော့လက်စွာပြောလေရာကိုစော်ဟိတ်သည်အိမ်တွေကြီးသောမျက်နှာဖြင့်ဆိုင်ရှင်ကိုကြည့်လျက်အားရခံလိုက်ပြဆန်ထို့သို့အမိန်ပေးလိုက်သည်အခန်းငယ်တစ်ခုတွင်ကျွန်တော်တို့ထိုင်မိကြသည့်တွင်ကိုစော်ဟိတ်သည်ဝီစကီ2ခွက်နှင့်စားစရာများမှားထားသဖြင့်ဆိုင်ရှင်ကကျွန်တော်ဆိုင်အားမိတ်ကလေးစပွဲတို့တွေရှိပါတယ်ခင်ဗျာ။အိုထဲမှာဘယ်သူကိုသဘောကျပါသလဲဟုဆက်ဖြည်းဖြည်းမျက်နှာဖြင့်မေးရတွင်ကိုစော်ဟိတ်ကလေဘင်းမှာမာဖလာလေးပတ်ထားတဲ့မိတ်ကလေးလှုပ်လိုက်စမ်းဟုပြောလေသည်။ဆိုင်ရှင်သည်ရုတ်တရက်မသွားသေးပဲရွှင်ပြုံးသောမျက်နှာဖြင့်ကိုစော်ဟိတ်ကိုကြည့်လျက်စားတော့ပြီးတော့ပျော်ပျော်ပါပါနေကျင်ကြလို့ရှင်လေကျ
ကျုပ်ခိုင်းတာမြန်မြန်လို့ဆက်ပါဗျာဆိုင်ရှင်ဘာတင်မှာဤကဲ့သို့စကားထန်ထန်ပြောခြင်းကိုမခံရသောကြောင့်ရုတ်တရက်မျက်နှာပြတ်သွားတော့လေကိုဇော်ဟိတ်မျက်နှာထားကိုရှိန်သည်နှင့်ဒေါသကိုချုပ်သိမ်း၍အပြင်သို့ထွက်သွားသည်ထို့နောက်ဆိုင်ရှင်သည်တပည့်တယောက်အားကျွန်တို့မှားထားသောစားစရာများကိုပြင်ဆင်ခဲ့ရန်အမိန့်ပေးပြီးနောက်ကာလာသားတယောက်နှင့်စကားပြောလျက်ရှိသောကြီးကြီးမေအနီးသို့ချင်းကပ်၍စကားတီတို့ပြောလိုက်သည်တွင်ကြီးကြီးမေသည်ထိုင်ရမှထ၍လိုက်လာခဲ့ရာကာလာသားလည်းမျက်စောင်းထိုးတဲ့ကြံရက်ခဲ့သည်ဘာတင်နှင့်ကြီးကြီးမေတို့သည်ကျွန်တို့အခန်းသို့ရှောက်လာကြစဉ်ဘာတင်ကပြည်တီပြောလိုက်သောစကားကိုကြီးကြီးမေကမိကဲ့သို့ပြောလိုက်မည်မသိဘာတင်မှာရုတ်တရက်ဒေါပွားဟန်ဖြင့်ကြီးကြီးမေ၏လက်မောင်းကိုခတ်ကြမ်းကြမ်းကင်တွယ်မိပြူပြီးမှကိုစော်ဟိနှင့်မျက်လုံးချင်းဆိုင်မိကြသဖြင့်လက်ကိုရုပ်သိမ်းလိုက်သည်ခန်းငယ်အတွင်းသို့ရောက်သောအခါဘာတင်ကကဲဟောဒီကနောင်ကြီးများကိုအသုံးတော်ခံမဲ့ကြီးကြီးမေပါတယ်ခင်ဗျာသူတို့ပြောလေမိန်ကလေးပါးကိုဆွဲလိန်လိုက်ရာကြီးကြီးမေသည်လက်တွင်ကင်ထားသော secret ဖြင့်ဘာတင်လက်ကိုစက္ကနဲ့ထိုးလိုက်လေသည်ကိုစော်ဟိသည်မိန်ကလေးတက်တီကိုသဘောကျဟန်ဖြင့်ရေမောလျက်ရှိရာဘာတင်သည်အလိုလေးပြားဟုအော်၍မိထိသောလက်ချောင်းများကိုပါဇက်တွင်ငုံလျက်ကြီးကြီးမေအားချက်ချင်းတက်ပစ်လိုက်တော့မိမျက်နှာထားမျိုးဖြင့်စိမ့်စိမ့်ကြည့်လေသည်ကြီးကြီးမေမူကားရုတ်တရက်ပြုတ်မိပြူရာပြူးလိုက်မိခြင်းအတွက်ထိတ်လန့်သည်နှင့်ကိုယ်ကလေးကိုခက်ရွ့ရွ့လုံနေရှာ၏ကိုဇော်ဟိတ်ကဟဲ့လူဝီစကီနှစ်ခွက်ကဘာမှလဲဘာတင်ကခြာကနေလှည့်၍ခမရကျုပ်ဘာမှတ်နေတယ်ကျုပ်ဆိုင်ရှင်းပြကိုလီမဟုတ်ကိုဇော်ဟိတ်ကမထီတီမျက်နှာမျိုးဖြင့်အော်ဟုတ်လားဒါဖြင့်ဟေ့ဆိုင်ရှင်ကျုပ်မှာထားတဲ့စားစရာတွေဘာမှလဲဒီအခါတင်တလို့ဘာတင်သည်နဖူးကြောကြီးများတင်းလာ၍အောက်နှုတ်ခမ်းကိုဘွားဖြင့်ခဲပြတယ်ကိုစော်ဟိတ်အားစားတော့ဝါရော်မီမျက်နှာမျိုးဖြင့်ပြူးကြည့်နေပြီးမှတတရရဝတ်ဆင်ထားသည့်ကိုစော်ဟိတ်ထွားကျိုင်းသောကိုကာယာကြီး၌တည်ရှိနေသောတကူတက်တီဒူအတွက်ကြောင့်အခြားလူများစိတ်၌ကြောက်ခဲ့ကြဘူးသည့်နေတူအာမဒန်မန်ရှော့ဆိုသောအမှုအရာမျိုးဖြင့်ရုတ်တွတ်ဖြစ်သွားသည်ကိုကျွန်ုပ်မြင်လိုက်ရသည်နောက်ဆုံး၌ဘာတင်သည်စုပ်ထားသောလက်သီးကိုတဖန်ဖြီချ၍အခန်းပြင်သို့ထွက်သွားပြီးလျှင်ကိုဇော်ဟိမှာထားသောဝီစကီကိုဖန်ခွက်ထဲသို့ငှဲ့ထည့်နေလေသည်ကြီးကြီးမေလည်းဂလက်ထိုင်တစ်လုံးတွင်ထိုင်ချလိုက်၍ကိုဇော်ဟိလည်းခက်ဖြည်းဖြည်းရဲမောလေသည်ကြီးကြီးမေကရှင်တို့ဖဲကစားဖို့အတွက်ကျမနှုတ်ပေးရမယ်တဲ့ရှင်ကျမကမလို့ရှင်မှုပြောလို့သူကစိတ်ဆိုးတယ်ကိုကြီးတို့လာကြတာကျမအားရှိလိုက်တာရှင်ဒီမှန်နေရတာကျမဖြင့်တိတ်ကြောက်နေရတာပဲဒုခဏတွင်ဘာတင်သည်ဝီစကီနှစ်ခွက်နှင့်အခန်းထဲသို့ဝင်လာ၍ပန်ခွက်များကိုဇွဲပေါ်တွင်စောင့်ချလျက်ရှော့တစ်ခွက်50ကျပ်ပဲကြိုက်ရင်တော့ဒုသူပြော၍ဆိုင်ရှင်ဘာတင်မှာစားစရာများကိုတပည့်များနှင့်လွှဲထားတော်လဲနိုင်ငံခြားအရက်ကိုမူခွက်ဖြင့်ကိုယ်တိုင်ချပေးလေရှိသည်ကိုဇော်ဟိတ်ကတင်းငိမ့်သောမျက်နှာထားနှင့်စင်းစင်းစားစားပြောပါကိုလူဆိုင်လက်ကြော်ဝဲမှာမဟုတ်ပါဘူးဝီစကီနှစ်ခွက်ဖူးပြောမှာပေါ့ဘာတင်ကသဘောကျရင်တော့သဘောမကျရင်ထွက်သွားနိုင်တယ်ကိုဇော်ဟိတ်ကထွက်သွားတာကတော့ကျုပ်သွားချင်တဲ့အချိန်ချာသွားမှာပဲအရက်ဖို့ကတော့ရော့နှစ်ခွက်တည်း30ကြိုက်ရင်ယူသွားမကြိုက်ရင်ကိုယ့်ဟာကိုပြန်ယူသွားပြီးတောက်ချင်တောက်တွန်းချင်တွန်းပြက်သဘောရှိပဲတင်တရုံဘာတင်သည်ဇွဲပေါ်တွင်ခြေကျင်ကကလထိုင်တွင်ခက်ရန်ရိုင်မှီလျက်ထိုင်နေသောကိုဇော်ဟိတ်မျက်နှာကိုစက္ကနဲ့လှမ်းကြည့်ပြီးမှတဆယ်ရန်စက်ကိုကောက်၍ပါဇက်မှတွတ်ရေရောခါအခန်းပြင်သို့ထွက်သွားလေသည်ဘာတင်သည်ကိုဇော်ဟိတ်နှင့်နှစ်ကြိမ်ဆိုင်ခဲ့ရာနှစ်ကြိမ်လုံးအရင်နှိမ့်ခဲ့သည့်အဖြစ်ကိုသူသိသည်ဆိုင်ရှင်ဘာတင်မှာမိုးလာကဲလာစကားပြောတတ်သည့်အရင်မှုသောလူမိုက်ဆိုသူများနှင့်အချိန်ချင်းဆိုင်ခဲ့ရဘူးရာတွင်အနိုင်ရခဲ့သည်သာဖြစ်တော်လဲမတီတီခက်အေးအမူအရာဖြင့်အထက်မှပိုင်ပိုင်စကားပြောတတ်သည့်ကိုစော်ဤကဲ့သို့သောလူမျိုးကိုမကြုံတွေ့ဘူးသဖြင့်နားမလဲအောင်ဖြစ်နေပြီလေမလန်ဝန်ပဲရှိနေတော့လေသည်ဤကဲ့သို့ရင်းနှွေးရခြင်းကိုစိတ်ထက်တွင်အတိအလင်းဝန်မခံနိုင်သဖြင့်ဒေါ်လာမီဟုကြံစည်မိတော်လဲကျိုးတဲ့ကစိတ်တလူလိုနှုတ်ကစွန့်အားတလူလိုဖြစ်သဖြင့်ရှော့၍သာခံနေရတော့သည်မိမိဆိုင်တွင်၌လူတစ်ယောက်ကဟန်ကြီးပန်ကြီးလှုပ်ရခြင်းခံရလိမ့်မည်ဟုကြိုတင်
ပြောထားခဲ့ပါလင်ဘာတင်သည်ထိုကဲ့သို့ပြောသောလူကိုကန်၍ဆောင်ကောင်းဆောင်ပေးလိမ့်မည်ခွေးစိုးသည်မကြောက်တတ်သောလူတစ်ယောက်၏ဘုံရှိန်ကိုမလန်နိုင်ပဲဥကောင်းရှို့ရတဲ့ကဲ့သို့ဘာတင်မှလည်းမရှို့ခြင်းပဲနဲ့ရှို့နေရလေတော့သည်တို့ရတွင်နောက်တစ်ချိန်လူကျဲလှုပ်ချင်းခံရပါမူကားမိမိကိုယ်တိုင်ဆွဲထုတ်ပြလိုက်မည်ဟုကျုံးဝါသည်များကိုကျွန်ုပ်ကြားမိသည်ထိုတော်တွင်ကျွန်ုပ်တို့သည်အစိမ့်ကျော်နှင့်ဓမင်းစားရင်ကြီးမေအားကိုစောဟိတ်ကအားပေးစကားပြောလျက်ရှိသည်ကိုစောဟိတ်ကအကိုတို့ရှိတယ်ဘာမှမကြောက်နိုင်တော့မိတ်ကလေးဟောဟိုဟာကကိုသိမ့်မောင်နဲ့ရန်ကုန်ကပဲကျုပ်ကကိုစောဟိတ်တဲ့ဂိုင်းဒီနေရာမျိုးကိုမိတ်ကလေးဘယ်လိုရောက်လာတယ်ပြောပြစမ်းပါပြီးတော့မှဘယ်ပုံစီမံရမယ်ဆိုတာကျုပ်တို့စဉ်းစားမယ်ကြီးမေသည်ကိုစောဟိတ်အားအလွန်ကြီးညိုလေးစားသောမျက်နှာထားဖြင့်ကြည့်နေပြီးမှကျမအကြောင်းကိုကြီးတို့သိရရင်တော့တိတ်မိုက်တဲ့ကောင်းမလေးလို့ဆိုကြမှာပဲကိုစောဟိတ်ကအရွယ်တဲ့သူဆိုတာမျိုးကမှားတဲ့ခါလဲမှားမိုက်တဲ့ခါလဲမိုက်မိကြတာပေါ့ကွယ်မိန်ကလေးကဒီရဲ့သူမဟုတ်ဘူးထင်တယ်မဟုတ်ပါဘူးကိုကြီးစကိုင်းမျိုးခွာယုံရက်ွက်ထဲကမိဘများလည်းရှိကြပါတယ်ထို့သူပြောရင်မိန်ကလေးသည်မိဘများကိုလွမ်းဆော့ဟန်ဖြင့်မိုးယုတ်လေသည်ကိုစောဟိတ်ကချောမော့အားပေးခြင်းဖြင့်တဖြည်းဖြည်းပြောပြ၍ကျွန်တို့တီးကြသောအဖြစ်ကားကြီးမေမှာဘိုင်းစကုအလွန်ကြိုက်တဲ့သူဖြစ်၍ရုပ်ရည်လေးတနာကမရှိသည့်အလျောက်စားလိုက်မင်းသမီးတယောက်ဖြစ်ဖို့ဤမှန်းခဲ့ကြောင်းတနေ့တနေ့ရန်ကုန်မြို့မှရုပ်ရှင်ကံလေးတစ်ခုသည်စကိုင်းတရားကြီးပါသောဇကားတကားရိုက်ကူးမီဆိုသည်နှင့်စကိုင်းမြို့သို့ဆက်ရောက်လာခဲ့ကြောင်းဝါသနာဦးဖြစ်သောကြီးမေသည်ထိုရုပ်ရှင်ကံလေးမှဒါရိုက်တာလုပ်သူနှင့်အသေးကျွမ်းဖွဲ့၍မိမိစန္ဒကိုပြောပြရာဒါရိုက်တာကတတ်နိုင်သမျှအကူအညီပေးပါမည်ဟုပြောပြပြီးလျှင်ဇက်ကွက်တစ်ကွက်တွင်မိမချမ်းလက်ထောက်ဆက်လိုက်အဖြစ်နဲ့စမ်းသက်လေးကျင်စေကြောင်းညွန်လင်းချက်ရှိသည်ဟုဒါရိုက်တာကပြောရာတွင်ကြီးမေသည်သဘောတူမဲ့မထင်သောမိဘများကိုပင်မတိုင်မင်ပဲအိမ်မှတိတ်တဆိတ်ထွက်လာခဲ့၍ဘိုင်စကုတ်အဖွဲ့နှင့်အတူစွန်စားလိုက်ပါသွားကြောင်းမန္တလေးမြို့သို့ရောက်သောအခါဇက်ဖွဲ့တစ်ခုနှင့်တွေ့ဆုံ၍စကိုင်းမြို့မှရင်းသူမတယောက်နှင့်စုံစည်းမိရာတွင်ဘိုင်စကုတ်အဖွဲ့ကိုစွန့်ခဲ့ပြီးလေဇက်ဖွဲ့နှင့်အတူကတာသို့လိုက်ပါသွားကြောင်းနေချင်းကလေးကအကအခုန်တက်သဖြင့်ရင်းဖွဲ့တွင်ရင်းသူမတယောက်ဖြစ်ဖြင့်ပါဝင်ကားကြခဲ့ကြောင်းကတာမြို့သို့ရောက်ခဲ့ကြ၍ပွဲ၄-၅ချီကားပြပြီးနောက်ဇက်ဆရာသည်ရသမျှငွေများကိုတယောက်တည်းတုပ်ပြည့်၍ဇက်ဖွဲ့ဝင်များကိုပြစ်ထားသောကြောင့်တပွဲလုံးတောင်တင်လျက်ကြံရစ်ခဲ့ကြောင်းစကိုင်းမှရင်းသူမနှင့်ကြီးမေတို့နှစ်ယောက်တည်းကြံရစ်ခဲ့သည့်အနက်စကိုင်းသူမှာချစ်ရဘဝပျော်တော့မည်ဆို၍ထိုပျော်ပွဲစားယုံတွင်ကျင်းတဲ့စွာနေထိုင်လျက်ရှိရာကြီးမေသည်သာလျှင်မိဘရက်ထံသို့ပြန်လိုသောစိတ်ဖြင့်နေ့စဉ်ကြေကွဲလွမ်းဆွလျက်ရှိကြောင်းကိုပြောပြသဖြင့်ကြားသိရသည်မိန်းကလေးနှစ်ယောက်ကိုပျော်ပွဲစားယုံသို့ခေါ်ခဲ့သောမိန်းမမှာဘာတင်၏ပွဲစားဖြစ်ကြောင်းလည်းသိရှိရသည်ကြီးမေသည်မိမိ၏ဖြစ်ပျက်များကိုကျွန်ုပ်တို့အားပြန်ပြောင်းပြောပြပြီးသည့်အဆုံး၌ဝမ်းနည်းရှာသဖြင့်ရှိုက်ကြီးတငယ်ငိုယိုလျက်ရှိရာကိုစောအိမှလည်းနှမချင်းစာနာသည့်လက္ခဏာနှင့်ကျင်နာသနာတတ်သောမျက်နှာထားဖြင့်ကြည်နေလေသည်ကိုစောဟိတ်ကကံကောင်းတယ်ကွယ်မိန်ကလေးတို့နဲ့တွေ့ရတာတိတ်ကံကောင်းတယ်ကိုစောဟိတ်သည်စားစရာမများစားတော့ပြီးဆေးပြင်းလေးတလေးကိုမင်းညှိတော့ရင်ကြီးမေအားစိုက်ကြည့်ကစဉ်းစားစိတ်ကူးနေလေသည်ကိုစောဟိတ်ကဒီလိုလုံးကြစုံမိန်ကလေးမင်းပျက်စီးလေးတွေဆိုတော့မတတ်နိုင်ဘူးထားပစ်ခဲ့ပြီးတော့လေဘိုသာကိုလိုရုံးမှုတွေစူးစမ်းကြတော့မှာပဲဘယ်လိုလုပ်ရမလဲကိုကြီးလှုပ်ဆိုဒိုးနဲ့လိုက်ခဲ့ပြီးတော့အပြင်ရောက်တော့မှတင့်တော်တဲ့အိမ်တိန်ရှာပြီးအထားခဲ့ရတော့မှာပဲကြီးမေမှာဝမ်းသာသောမျက်နှာရုပ်ကျက်ဖြစ်ပေါ်လာပြီးမှဦးခေါင်းကိုရမ်းလေသည်မဖြစ်ပေဘူးထင်တယ်ကိုကြီးဟိုတနေ့ကကဲတင်ချင်းတက်ကဆိုလာဘိုးကြီးတယောက်လာပြီးမိန်းကလေးတယောက်ကိုခေါ်သွားလာကိုမတင်ကသူ့တို့ဘက်လူမိုက်နှစ်ယောက်နှုတ်လိုက်ပြီးဘိုးကြီးကိုလည်းရိုက်ခွဲခဲ့သေးတယ်မိန်းကလေးကိုလည်းပြန်ခေါ်လာသေးတယ်ကိုကြီးရဲ့တို့ခေါင်းရိုက်ခွဲခံမှာမင်းကစိုးရင်လားကျမဖိုးမတန်ပါဘူးကိုကြီးရဲ့ကျမလိုကောင်းမလေးမျိုးတွေကိုကြီးတို့လူဖို့တန်လေးတွေဒုက္ခမခံထိုက်ပါဘူးကိုစောဟိတ်သည်ကြီးမေးစကားကိုကြားရသည့်တွင်
သူ၏မျက်လုံးများတွင်ညစ်ရည်အစနှများပေါက်ထွက်လာ၍လက်ကင်ပေါ်ဝါကိုထုတ်ကာမျက်နှာကိုတုပ်လေသည်တော်ပါပြီကွယ်မင်းကလေးတဲတိတက်ပြီလားပဲဒုတ်တော့မပူပါနဲ့ကွယ်ကတဲ့တက်ကဘိုးကိုရိုက်ဝုံမိမယ်လို့မင်းလူတွေတို့ကိုတော့ရမ်းဝမဟုတ်ပါဘူးလို့ရှင်လဲတွေးကြသေးတာပေါ့ထို့နောက်ကိုစောဟိသည်စားစရာများအတွက်စရင်ရှင်းရန်အတန်ပြုတ်လိုက်ရာဆိုင်ရှင်ကိုယ်တိုင်ဝင်မလာပဲတပည့်တယောက်ကိုလွှတ်လိုက်တဲ့ဖြင့်ကြားတင်သောငွေကိုရှင်းပေးလိုက်သည်ထို့ထိုသားသောအခါကိုစောဟိသည်ထိုင်ရမှထ၍ဂိုင်းလာလိုက်ခဲ့ထိုဆိုကအခန့်ပြည့်သို့ထွက်လာပြီးနောက်အိမ်ပြင်သို့ထွက်သွားမီပြုလေရာကြီးမိမာခက်ဆန်းဆိုင်လုံနေပြီးမှထ၍လိုက်သွားသည်ဖြင့်ကျွန်ုပ်ကနောက်ဆုံးမှလိုက်ပါခဲ့ရသည်ဒုပနာ၌ဆိုင်ရှင်ဘာတင်သည်ရုပ်ဖြင့်ကလထိုင်ပေါ်တွင်ထိုင်လျက်ရှိရာပြုတ်ရှား၍ကောင်မလေးကိုခမရတော့ဘဲထွက်သွားမလို့လေကျို့ဆိုကကပြားကရာပြေးလိုက်လာ၍အပေါဝါကစီးတားလေသည်ရှေကန်း၌ပိုကာဆက်လျက်ရှိကြသောလူများသည်ဖဲများကိုချထား၍ကျွန်တို့ရှိရသို့မျှော်ကြည့်နေကြလေရာကြီးမေမှာကြောက်လန့်သောအမူအရာနှင့်တကိုယ်လုံးတုန်လှုပ်ကာကျွန်တို့ရှိရသို့ကပ်လာ၍ကိုစောဟိတ်ကိုမောင်းကြည့်နေသည်ကိုစောဟိတ်ကတုံရီချင်းအလင်းကင်းသောအတန်ဖြင့်ဟေးကိုဘာတဲ့မဆိုင်ရဝင်မရှုပ်နိုင်တော့ဒီမိတ်ကလေးနဲ့ခမရနဲ့ဘာမှမဆိုင်ဖဲလိုက်ပါထိသွားမယ်နော်ဒါပဲစင်စစ်မှာဆိုင်ရှင်ကိုဘာတင်သည်တတိခေတော်လူတယောက်မဟုတ်ချေခါဆော့ဆော့ကမူရန်ဖြစ်သည့်လမ်းစာရှာမထွေသဖြင့်အာအသင်ကခန္ဓာရန်ခြင်းဖြစ်လေရာဤကဲ့သို့ဇော်တင်းလှုပ်ချင်းမျိုးမှမူသူတွေ့နေကြကိစ္စမျိုးဖြစ်သဖြင့်နောက်ဆုတ်ဖို့စိတ်မကူချေအဘဲကြောင့်ဆိုသောကတာမျိုးသည်သူ၏နယ်ဖြစ်သည့်အပြင်အိမ်မှာလည်းသူ၏အိမ်ဖြစ်၍ဂင်တိုနှင့်ဗလာကောင်းသူတယောက်လည်းဖြစ်ပြီးသောကြောင့်သည်ကိုဘတင်ကထိသွားမတဲ့သဘောကျတယ်ကွာဟ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 ာဘူကာဝိုင်းကလူများသည်ရောရောင်ကရေမောကြရမှရုတ်ခနဲရဲတန်ရက်ဆဲသွားလေသည်အကြောင်းမူကားကိုစောဟိတ်လက်သေးသည်ဘာတင်ဤမေးဆုံးကိုအောက်မှပင်၍ကော်တက်လိုက်သဖြင့်ခွက်ခနဲအတန်ကြားလိုက်ရပြီးနောက်ဘာတင်သည်ကလက်ထိုင်တလုံးစီသို့ကျွန်းပြန်ထိုးကျသွား၍စပွဲအောက်တွင်ပက်လက်လန်လျက်မလှရှားပဲငြိမ်ဝတ်စွာရှိနေသောကြောင့်ပေသည်ထို့နောက်ကိုစောဟိတ်သည်ပျော်ပွဲရုံအပေါက်မှထွက်လာခဲ့၍ကြီးမင်းနှင့်ကျွန်တော်တို့လည်းသူ၏နောက်ကတက်ကြမကွာလိုက်လာခဲ့ကြလေရာညီသူတူတယောက်မျှအနောက်ရှက်မပြူပဲကြောင်တောင်ငေးလျက်ကြည်နေရခဲ့ကြသည်လန်ခီ၌ကိုစောဟိတ်ကကျန်တဲ့ပိုချောင်သေးတယ်ပြိုကိုသိမ်းမော်သို့တော့ဟိုကောင်တရေရလာရင်တော့ကျွန်တော်ဘောပြန်မစိုးပွားမဲ့ကောင်မဟုတ်ဘူးကျွန်တော်တို့ခတ်တုတ်ရှောက်လာကြ၍လမ်းခွေတို့ရောက်တဲ့ဖြင့်နောက်သို့လှည့်ကြည့်လိုက်ရတွင်ဒိုတယောက်ကိုမျှမမြင်ရပဲတလန်းလုံးရှင်းလျက်ရှိသည်ကိုတွေ့ရတဲ့ဖြင့်အတော်စိတ်မိသည်စိတ်ထောင်းသို့ရောက်သောအခါဘယာဆေးတဲ့ဆရာကြီးလင်မယားအိမ်သို့ဝင်ကြ၍ကြီးမေအားတညတာမြတဲခုခွင့်ပြုရန်ခွင့်ပန်ရင်12နှစ်အရွယ်ခန့်ရှိသောမြေကလေးအားကိုစောဟိတ်ကငွေ30ကျပ်မွန်ဖိုးပေးသည်တွင်အဖိုးကြီးလင်မယားတို့သည်ကြည်ပြူစွာသဘောကျလက်ခံကြသည်ထို့နောက်ကိုစောဟိတ်ကနည်းနည်းဆော့ဆော့လာ၍ရှေ့အဖို့သူတို့စီစဉ်ရမည်ကိုစိတ်ကူးခဲ့မည်ဖြစ်ကြောင်းမှားထားနှုတ်ဆက်ပြီးလင်ကျွန်တော်တို့သူတို့အိမ်မှထွက်ခွာလာခဲ့ကြသည်ကိုစောဟိတ်ကတော်ပါသေးရဲ့ဗျာကိုသိမ်းမော်ခမရမှာကျွန်တော်တို့နဲ့မတွေ့ရင်တော့ပျက်စီးရှာတော့မှအေးကံပဲမိန်ကလေးဟာကကိုစောဟိတ်သည်စကားမဆုံးမီကျွန်တော်ဤလက်မောင်းကိုစုပ်ကင်ကနောက်သို့လှည့်လျက်ကြည်စမ်းပြူကိုသိမ်းမော်တေးသေးချာချာဟောဟုတ်တက်ပင်အောင်ပါကြည့်လိုက်စမ်းဗာမြင်ရတယ်ကျွန်တော်ဒီကိုစောဟိတ်ညွန်ကြားသည့်တက်ပင်စီသို့လှမ်းကြည့်လိုက်တော့အခါအကောင်ထဲကိုမမြင်ရပဲလမ်းပေါ်၌လူရိတ်ကဲ့သို့ထိုးထွတ်နေသည်ကိုတွေ့မြင်ရသည်တို့ဖြစ်၍ကျွန်တော်တို့သည်တက်ပင်ရှိရာသို့ပြန်ဆုတ်ကာဒုမအီမလှမ်းမြော်ကြီးရှုကြပါတော့လေလူစားလူနာမတွေ့ရသည်နှင့်အထင်မှားခြင်းများသာဖြစ်သည်ဟုအောက်မေ့တဲခိုသောတရုတ်ဟိုတယ်သို့ပြန်ခဲ့ကြသည်နောက်တစ်နေ့နံနက်တွင်ကျွန်တော်တို့သည်အဖိုးကြီးလည်းမရအိမ်သို့သွားကြသောအခါကြီးမေမှာထိုအိမ်၌မရှိတော့ချေစုံစမ်းသဖြင့်သိရှိရသည်မှာကယမနေ့ညကကျွန်တော်တို့ပြန်သွားပြီးနောက်ရဟမကြမီအတွင်းလူတစ်ယောက်ရောက်လာ၍ရွှေမြင့်မှန်ဖြင့်ဆရာကြီးကအခေါ်လွတ်လိုက်သည်ဟုပြောသည်တွင်မိန်းကလေးကကိုစောဟိတ်ကဆေလွတ်ခြင်းဖြစ်သည်ဟုယုံကြည်သောကြောင့်ချက်ချင်းဆင်းလိုက်သွားကြောင်းသိရသည်ကိုစောဟိတ်ကနဘွေးကိုလက်သီးဖြင့်ထူလျက်တောက်ကျုံနေပါပြီဗျာကိုသိမ်းမော်
ကျွန်တော်တို့တဲတဲ့နေရာကိုခေါ်သွားလို့လဲမလျော်တာနဲ့ပဲထားဖြစ်ခင်မိတာတောက်ကျုံနေကုန်ပါရောခေါ်ဗျာဟိုခွေးမာသားလက်ထဲပြောင်းသွားရှာပြန်ပြီထင်တယ်ကျွန်ုပ်ကပလိတ်ကိုသွားတိုင်မကောင်းဘူးလားဗျာဒီလိုခက်ကြီးမျိုးမှာပလိတ်ကဒီအမှုမျိုးလောက်ဟာကိုဘာရေးယူမှလဲဗျာပြီးတော့ကျွန်တော်တို့ကလည်းအခိုင်မှာဘာတစ်ခုမှပြနိုင်တာမှမရှိပဲမဖြစ်ဘူးကိုသိမ်းမှာကျွန်တော်တို့ကိုယ်တိုင်ဆောင်ရွက်မှဖြစ်မယ်ဘယ်နဲ့လဲသဘောတူရဲ့လားစိတ်လိုက်ဗျာဘယ်လိုစပြီးအလုပ်လုပ်ကြမလဲဘယ်လိုစဆိုတိတ်တုံးဘာတင်နဲ့သွားတွေးကြတဲ့စီကစကြရုံပေါ့ကျွန်တော်တို့ဒီပျော်ပွဲစားရုံတို့ဝင်ကြတော့အခါအခန်းလေးများတွင်ဧည့်သည်များမရှိကြတော့လေအခန်းမကြီးတဲ့၌ဖောင်ကျိုးသမားများနဲ့တူသော၄-၅ ယောက်တို့သည်တော့ရက်တောက်လျက်ရှိသည်ကိုတွေ့ရသည်ကိုဇော်ဟိတ်သည်စပွဲသို့ဒုတ်ကောက်ဖြင့်ခောက်လျက်ဟေးဘယ်သွားကုန်ကြသလဲပွိုင်းချုပ်ပြဟုဘိုးဆန်ဆန်နောက်ခေါ်လိုက်ရတွင်ဆိုင်ရှင်ဘာတင်သည်နောက်ဖေးဆောင်စီမှထွက်လာ၍ကျွန်တော်တို့နှစ်ယောက်ကိုမြင်သဖြင့်စက်ခနဲထစ်သွားသည့်တိုင်အောင်အံ့တင်သွားသည်ထို့နောက်ရမနေ့ညကအဖြစ်ပြက်ကြောင့်ဒေါသထွက်ဟန်ဖြင့်တစုံတစ်ခုပြုတ်လုလိုက်တော့မည်ကဲ့သို့ဟန်ပြင်းလိုက်သည်တို့ရောက်တွင်ကိုဇော်ဟိတ်အေးဆက်ဆက်ဖြင့်ငိန်သက်တီကြည်သောမျက်နှာကိုမြင်လိုက်ရသည့်တွင်အလက်ကိုဆွဲတတ်သောခွေးဆိုးသည်တင်းတင်းရက်၍ခံသောလူနှင့်တွေ့သောအခါရှေ့သို့မတိုးပဲတန်းရက်နေခြင်းကဲ့သို့ကိုဟန်အမူအရာပြောင်းလဲ၍ဒီချိန်ထိရမရောက်မှုဟုခက်ဆက်ဆက်ပြောလိုက်သည်ကိုဇော်ဟိတ်ကအရက်တော်မလေးဘသူကပြောလို့လဲစားကြတဲ့ဒီချိန်မရဘူးဗျဟုတ်လားဒါနဲ့ကိုလူမေးစရာဘယ်နဲ့နေသေးလဲပါကြဗျာခင်ဗျားတို့ကြုတ်ဆိုင်မလားကြနဲ့သွားပါမယ်ကိုလူကြီးကြီးမေးဥသာထုတ်ပေးပါကျွန်တော်တို့သွားပါမယ်ဘာတင်ကပြောင်းချောချောမျက်နှာထားနဲ့ခိုးထုတ်သွားပြီအခုဖြောက်ပစ်ခဲချပြီပေါ့လေခင်ဗျားတို့ကောင်မလေးကနှက်ချသွားပြီပေါ့လေဟီ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 ဟေးဘာထူးလို့ဘိုးစားတို့လာကြစမ်းဟေ့ရိုက်ထုတ်ကြစမ်းကွာဒီလူနှစ်ယောက်ကိုတော့ရုံးရောက်ရင်တော့ဟာတောင်ရှိပါစေဟေ့ဒီခဏ၌လူမိုက်နှစ်ယောက်တို့သည်နောက်ဖေးဆောင်စီမှထွက်လာကြလေရာသူတို့၏လက်မောင်းအိုးကြီးများကိုမြင်ရခြင်းအပြင်ပပဲသမားများပေလို့ဟုအောက်မေ့မိသည်လူနှစ်ယောက်တို့ကဇော်ဟိတ်ကိုလှမ်းကြည့်ပုံမျက်နှာထားများမှလည်းရွှေမျက်မှန်ဖြင့်ဤလူကြီးကိုကင်ပေါရခြင်းဒီဟုသောအလုပ်သည်ကဲတေးတက်ကဘိုးကြီးကောင်းကိုရိုက်ခွဲရခြင်းထက်ပင်လည်းခြောင်သေးသည်ဟုအောက်မေ့ချသည့်လက္ခဏာရှိသည်လူနှစ်ယောက်တို့သည်အင်ဂျီလက်မောင်းများကိုပင့်၍ကိုဇော်ဟိတ်ကြောဘက်မှချင်းကပ်လာကြလေရာကိုဇော်ဟိတ်ကမူမတီမဲ့မြင်အမူအရာမျိုးဖြင့်နောက်သို့အလင်းမကြည့်ပဲနေရ၌ချိတ်ထားသောမှန်ပေါင်အယုတ်ကိုကရဆောင်ထိုးကြည့်နေ၍အနည်းသို့ရောက်လာကြသည်နှင့်တပြိုင်နက်ခြာကနေလှည့်ပြီးနောက်ခန္ဓာတို့ကအရင်ဘက်ဖြင့်ရှေ့ဆုံးလူ၏ဥကောင်းကိုတဲတဲ့ကြီးရိုက်ချလိုက်သည်လက်ဆကောင်းလာသောခန္ဓာတို့သို့ထည့်ပေးလိုက်သည့်ခွန်အားမှာလူတစ်ယောက်ကိုတုံးကနေလဲအောင်ထိုးနှံသည့်လက်သီးမျိုးပင်ဖြစ်လေရာခွက်ကနေနေသောအတန်နှင့်ဘိုင်းနဲ့လဲကြသောအတန်တို့မှာဝင်းကနေပြက်လိုက်သောလျှက်စစ်နောက်မှဒိန်ကနေညီချုံသောမိုးချိုးတန်ကတ်လိုက်ခြင်းထက်ပဲလေညံချေသေးသည်ထို့နောက်သွေးပူလာပြီးဖြစ်သောကိုဇော်ဟိတ်သည်ခန္ဓာတို့ကောက်ကိုတဖန်ပြန်မြောက်ပြီးနောက်ကိုင်းလာခဲ့ကြောင်တယောက်ဟုဆိုကအသင့်ပြင်ဆင်ပြန်လေသည်ဒုတိယလူမိုက်သည်ပထမလူမ၏လမ်းသို့လိုက်လိုသည့်စန္ဒမရှိသည့်လက္ခဏာဖြင့်ဘာတင်၏အနီးသို့ချင်းကပ်၍စကားတီတို့ပြောလိုက်သည့်တွင်ဘာတင်လည်းသဘောကျဟန်ဖြင့်သွားကိုဖျက်လေသည်ထိုအခါကျွန်ုပ်ကလည်းကိုဇော်ဟိတ်အားသူတို့အကြံရှိတယ်ဗျနောက်တတိထားပြုတီတို့တတိပေးလိုက်သဖြင့်ကိုဇော်ဟိတ်ကဦးကောင်းညှိသည်ဘာတင်ကခမရအကောင်မလေးကိုတော်ဆဲနေတူတယ်ဒီလိုဆိုရင်ခမရခေါ်သွားနိုင်ပါတယ်အိမ်မော်တသွားပြီးအခန်းထဲဝင်သွားတာပေါ့သူသဘောတူရင်ကြုံမကန့်ကပ်ပါဘူးကိုဇော်ဟိတ်သည်ဆိုင်ရှင်ဘာတင်စကားကိုနားထောင်လျက်ရှိစဉ်သူတို့၏မျက်နှာကိုစစ်စစ်ကြည့်ကအကဲခတ်လျက်ရှိသည်စကားဆုံးတော့လဲကိုဇော်ဟိတ်ကဘလို့ရှားသေးပဲကြည်မြဲတိုင်းကြည်နေရတွင်ဘာတင်ကဘာလဲဗျခမရကြောက်တယ်လမ်းမသိရင်ကြုတ်လိုက်ပြပါမယ်ဗျာလာလိုက်ခဲ့ပါဘာတင်သည်ပြောဆဆလေကားမှတက်မီပြုတ်လျာအလွန်ဇရဲလာသောကိုဇော်ဟိတ်သည်ကြောက်တော့ကြောက်မလိုက်ဝန်းဟုဆွဆွချင်းမခံလို့သည်နှင့်အနှဲငယ်မြဆိုင်းလင်ပြီးနောက်ကောက်ကောက်ပေါအောင်လိုက်သွားလေရောသည်ကျွန်တော်မှလည်းတခြားနည်းလမ်းမရှိတော့သဖြင့်
နောက်ဆုံးကလိုက်ပါသွားလေရတော့သည်ကိုစောဟိတ်သည်လက်ဝဲဘက်တွင်ဒုတ်ကောက်ကိုကန်၍လက်ရာဘက်လက်တွင်မူကားပလေစာကိုအင်းကြီးအတွင်းဘက်သို့မှိုက်သွင်းထားလေရာဒိုအိတ်တွင်၌ကနုတ်ကမာလက်ကင်တက်ထားသည့်တနက်ကလေးရှိကြောင်းကျွန်ုပ်သိပြီးဖြစ်သည်ထိုတနက်ကလေးမှာအခါပြစ်ခါလေးချိန်ကရွှေဘိုအရေးပိုင်ကတော်တွေကိုစောဟိတ်ဆောင်ရွက်ပေးဖို့သည့်ကိစ္စလေးတစ်ခုချောင်းလွတ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ကျွန်ုပ်မှလည်းတနက်ပေါ်လာသောဂျပန်ခက်ဖြစ်၍900နဲ့ဝယ်ထားသည့်တနက်တလက်ပါသေးသဖြင့်မကြောက်လှသည်ဘာတင်ကရှေ့ဆုံးမှတက်သွား၍ကျွန်တော်တို့နှစ်ယောက်ကနောက်မှလိုက်ပါလာကြလေရာတပည့်လူမိုင်များမူကားအတူမပါလာသည့်အဖြစ်ကိုကျွန်တော်သတိပြုမိသည်အပေါ်တက်သို့ရောက်သောအခါအခန်းတစ်ခန်းဤတကားကိုခြေဖြင့်ကန်ဖွင့်လိုက်သည်တွင်ကြီးမေမှာဂရင်ပေါ်၌ကျိုးဖြင့်တုပ်၍ပါဇက်တွင်အဝတ်များပိတ်ဆို့ထားသည်ကိုတွေ့ရသည်တက်ရက်ဆက်တဲ့ခွေးမာသားတွေပဲခမရတနက်နဲ့ချင်းထားပြောကိုသိမထို့သောပြောဆဆူကိုစောဟိတ်သည်ကြီးမေကိုချီနှောင်ထားသည့်ကျိုးကိုဖြီလျက်ရှိရာကျွန်တော်သည်ဘာတင်ဤဝမ်ဖိုက်ကိုတနက်နဲ့တိတ်ထားလိုက်သည်တို့ရတွင်ထူးခြားသောအရာတစ်ခုကျွန်ုပ်သတိပြုမိသည်မှာဘာတင်သည်တနက်ဖြစ်ချိန်ထားခြင်းခံရသည့်အတွက်စိတ်ပြက်အားငယ်ရန်မပြသည့်အပြင်ခိုက်ရွှင်ရွှင်မျက်နှာမျိုးရှိနေသည်ကိုမြင်တွေ့ရသည်ကျွန်တော်သည်ဘာတင်ဝမ်ဖိုက်ကိုတနက်ဖြင့်တိတ်ကတ်ထားစဉ်ဘာတင်သည်ကျွန်ုပ်ပခုံးပေါ်မှနောက်သို့လှမ်းမြော်ကြည့်နေရမှကဲလုတ်ပေတော့ဟိဟုရုတ်တရက်ဟဲ့အော်ကအချက်ပေးလိုက်လေသည်ဒီအခါကျွန်ုပ်မှာထိုက်လန့်သွားသည်နှင့်တတိလက်ကနောက်သို့လှည့်ကြည့်လိုက်မိသည်တွင်ဘာတင်သည်ကျွန်ုပ်လက်ကတနက်ကိုပုတ်ချ၍ကျွန်ုပ်၏လဲမျိုးကိုကိုင်ညှက်လေတော့သည်ထိုခရ၌စောဟိမှလည်းတကားမှပြေးဝင်လာသည့်လူနှစ်ယောက်တို့နှင့်ထွေလုံးတပ်ပုတ်နေကြသည်ကိုရိတ်ခနဲမြင်လိုက်ရသည်တို့ရတွင်ဘာတင်ကကဲလုတ်ပေတော့ဟိတ်ဆိုပါအချစ်ပေးလိုက်သူကတခြားရှိသေးသည်သူသည်ဤအိမ်နှင့်ကက်လျက်ရှိသောပိုက်ပူလေးတစ်လုံးဤအမိုးပေါ်မှတနက်တလက်ကင်ကာချင်းကပ်လာပြီးလင်ဖွင့်ထားသောဗရင်ပေါက်မှကိုစောဟိတ်ကြောကိုတနက်ဖြင့်ချိန်ထားသည်ကိုစောဟိတ်ကမူအခြားလူနှစ်ယောက်နှင့်တပ်ပုတ်နေရသောကြောင့်ထိုအချင်းရာကိုမမြင်ရပေဗရင်ပေါက်မှကိုစောဟိတ်ကိုတနက်ဖြင့်ချိန်ထားသူမှာအိမ်အောင်ထက်တွင်ကြံရသောလူမိုက်ပင်ဖြစ်သည်ကျွန်ုပ်သည်ကိုစောဟိတ်အားတတိပေးလိုတော့လဲဘာတင်ကလေမျိုးကိုညှက်ထားသောကြောင့်မထက်နိုင်ပဲရှိနေသည်ကိုစောဟိတ်နှင့်ထိုးကျတပ်ပေါ်လေရှိသောလူနှစ်ယောက်တို့သည်ကိုစောဟိတ်ကိုနိုင်အောင်ဖမ်းရန်မတက်နိုင်တော့လဲသူအားတရင်ပေါက်စီသို့တွန်းပို့၍တနတ်သမားချိန်သားရအောင်ကြိုးစားလျက်ရှိသည်တခါကတနတ်သမားသည်ချိန်သားရသဖြင့်တက်တော်မီဟုပြင်ဆင်ပြီးမှ၃ယောက်သားထွေးလုံးရက်ပတ်ဖြစ်သွားပြန်သဖြင့်စောင်းဆိုင်ထားလိုက်ရသည်ကျွန်ုပ်သည်ကိုစောဟိတ်မမြင်သောဘေးရန်တွေကိုမြင်နေရသည်နှင့်မဆူမဲဖြစ်၍နောက်ဆုံးအချိန်တတိပေးရန်ကြိုးစားအန်းဟုဘာတင်၏လက်မှလော့အောင်အကြောက်ကံဖယ်ရှားရုန်းကန်လိုက်သည့်တွင်ဘာတင်ရောကျွန်ုပ်ပါကျမ်းပေါ်သို့ဒလိန်ခေါက်ခွေကြားသွားလေသည်ထိုအကြောင်းကြောင့်ကျွန်ုပ်သည်ကြီးမေ၏စုံစားပုံအချင်းရာကိုမမြင်လိုက်ဘဲနောက်ဆုံး၌ဇော်ဟိတ်ပြောပြသောစကားဖြင့်သာလျှင်ကြားသိရလေတော့သည်ကြီးမေသည်အနောင်ဖွဲ့မှလွတ်မြောက်ပြေးသည့်နောက်ကိုဇော်ဟိတ်ဘေးရန်တွေကိုကျွန်ုပ်မြင်သည့်အတိုင်းမြင်နေရသည်ဖြစ်သောကြောင့်တရင်ပေါက်ကိုရုတ်တရက်ပိတ်လိုက်ပြီးလျှင်မင်းထုံးရှာမရသည်နှင့်မင်းထုံးရှို့သည့်အပေါက်နှစ်ပေါက်သို့မိမိ၏လက်နှစ်ဖက်တစ်ဖက်စီရှို့လျက်ကိုဖြင့်အတင်းပိတ်ထားသည်အပြင်မှလူမိုက်သည်တရင်ပေါက်တကားကိုအတင်းစောင့်ဖွင့်သည့်တွင်ကြီးမေမှာလက်တစ်ဖက်တင်တွင်ကျိုးသွားလေတော့သည်ထိုချိန်၌ကကိုစောဟိတ်သည်လူနှစ်ယောက်အတင်းသိမ်းကြုံဖတ်ထားခြင်းမှဆက်ခနဲလော့အောင်ယုံ၍မိမိတနက်ကိုထုတ်ပြီးလျင်ပင်ပေါက်ရုတ်တရက်ပွင့်ထွက်သွားသဖြင့်ပြစ်တော်မီဟန်ပြင်သောလူမ၏လက်ကိုချိုးပစ်လိုက်သဖြင့်ဟတ်ထိုးကျသွားလေတော့သည်ဤတွင်မှကိုစောဟိတ်သည်ဘာတင်နှင့်တပည့်နှစ်ယောက်ကိုပါတနက်ဖြစ်ချိန်ချင်းအားဖြင့်နိုင်ရလေရာကျွန်ုပ်မှလည်းကျမ်းပေါ်မှလူထသောအချိန်တွင်ကိုစောဟိတ်အားအကူအညီပေးလိုက်လေတော့သည်ကျွန်ုပ်သည်တနက်နှင့်ချိန်ထားသောတောင်းကိုလွှဲယူနိုင်သည့်နှင့်တပြိုင်နက်ကိုစောဟိတ်သည်ကြီးမေကိုပွေ့ယူနိုင်လေရာတနာပွဲကောင်းလာသောမိန်းကလေးမှာလက်ဝက်ဘက်လက်ကောက်ဝက်အထက်မှဆက်ကျိုးသွားသဖြင့်မိန်မောလျက်ရှိရှာလေတော့သည်ကျွန်တော်တို့သည်လူနာနှစ်ယောက်ကိုဂျပန်ဆေးရုံသို့ပို့၍
ကြီးကြီးမေလက်နာပျောက်သည့်တိုင်အောင်ကသာမျိုး၌ပင်စောင့်ဆိုင်နေကြလျာဂျပန်ခေတ်ဖြစ်သည့်လျောက်လူနှစ်ယောက်လက်ကျိုးသောအမှုများလောက်ကိုတော်သလိုဖုံးဖိနိုင်ကြလေတော့သည်ဒုက္ခ၌ကြီးကြီးမေမှာဖော်ပြခဲ့သည့်အတိုင်းမျိုးကတော်ဖြစ်နေသဖြင့်ကျွန်တော်နဲ့ကိုဇော်ဟိတ်တို့ထံဓာတ်ပုံတစ်ခုစီရိုက်ကူးပေးဖို့၍အောက်တွင်တတလုံးမမေ့နိုင်တဲ့ကျေးဇူးရှင်ကြီးများတို့ဟူသောစကားလုံးများကိုသူ၏လက်မှတ်နှင့်တကွရေးထိုးပါရှိသည်သူ၏လက်မှာလက်ကဝဲအဆက်တွင်အနှဲငယ်ကလေးမျှကောက်ယုံမှတပါမတိတာနိုင်တော့သည်ဖြစ်၍ခင်မွန်းတဲ့မြို့မင်းကမိမိမစင်ရပဲလက်ကောက်ပါပြီးဖြစ်နေသည်ဟုစာရေးပူးသည့်အပြင်ထိုအတွက်ကြောင့်ကြီးကြီးမေ၏အလှကုန်ကိုထိခိုက်သည်ဟု၍လည်းစိုးစင်းမြယူဆသည့်လက္ခဏာမရှိချေသွေးတော့1949ခုနှစ်ဇန်နဝါရီလ